ရှာနေမျိုးချိန်မှလဲအိမ်သူမရသားသမီးတွေအပြန်လန်းမြကန်ကဆောင်ကြိုရှာတနေ့တော့လေမိုးတိမ်တွေမောင်တီးကြလို့လားပင်လေပြေဟာအမျက်တော်သားတွေနဲ့သာချိန်နေဝန်းဟာကွယ်လူပြီဝေးဝေးမှလင်းငယ်လေးတစ်ပြေးပြေးနီးလို့လားအဖေမပါပဲလိုက်စောမမျောပါလို့အလွတ်တိုင်းကန်စက်ကိုပြန်ဆိုင်လာဆိုနိုင်မလဲကန်တရားရဲ့စီမံရှာ